โอเคအားလုံးမင်္ဂလာပါကျွန်တော်ကိုသူမြင့်ပါပါကျွန်တော်ဒီနေ့အားလုံးကို psychrometric နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လေးလုပ်ပေးသွားမှာပေါ့နော်။ဘာလဲ psychrometric ပေါ့။ psychrometric ဆိုတာကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒါ1900ပြည့်နှစ်မှာပေါ့နော်။1900ပြည့်နှစ်မှာကျွန်တော် psychrometric ချက်ကိုကျွန်တော်တို့ဂျာမန်သိပ္ပံပြီးအင်ဂျင်နီယာပေါ့နော်ဂျာမန်သိပ္ပံပညာရှင်လည်းဖြစ်တဲ့အင်ဂျင်နီယာလည်းဖြစ်တဲ့ Richard Moria ကစပြီးတီထွင်ခဲ့တယ်1911ခုနှစ်မှာ Willis Haviland Carrier ဆိုတဲ့အာအင်ဂျင်နီယာပညာရှင်တူကကျွန်တော်တို့ electrical engineer ပေါ့သူကကမ္ဘာပထမဆုံးအဲကွန်1902ခုနှစ်မှာစထွင်တယ်1911ခုနှစ်မှာ psychrometric ချက်ကိုသူကဟိုအသုံးပြုပြီးတော့ပေါ့နော် aircon နဲ့ refrigeration design တွေကိုစပြီးသူကအသုံးပြုလာတယ်ပေါ့နော်လေရဲ့ properties ကိုတက်တည်အောင်ဂုဏ်သတ္တိကိုတည်အောင်ပေါ့နော်ဒါဒီကျွန်တော်ရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဒါ aircon နဲ့ဒီကတစ်တာအတွက်ကျွန်တော်တို့ဒါ thermodynamic ပညာစာအုပ်ထဲမှာကျွန်တော်ဒီထဲမှာလဲ psychrometric နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခြေတွင်းလွှတ်ချက်နည်းတွေနဲ့တကွာကျွန်တော်တို့ရှင်းပြပေးထားပါတယ်အဲ့တော့ဒီမှာ psychrometric နဲ့ပတ်သက်ပြီးတော့ study of air properties ဘာလို့တာလဲကျွန်တော်တို့ဆိုရင်အကျဉ်းချင်းကျွန်တော်တို့ဒီမှာဆိုရင်ရှိလိမ့်မယ်ဆရာကျွန်တော်မြင်ရတဲ့အတိုင်းအားလုံးပဲဒီကိုမြင်ဒါ on coin တွေ off coin တွေသူ့ရဲ့တန်ဖိုး value တွေကျွန်တော်တို့ကောင်းကောင်းတွက်ချက်ပြီးတော့ခံမှန်းယူလို့ရတဲ့သဘောတရားတွေပါမယ်ဒါလေးကိုကျွန်တော်တို့ကတွက်ကမှာပေါ့နော်တွက်ပြီးတော့ကျွန်တော်တို့ကsensible cooling နဲ့ process တွေကျွန်တော်ရှာတယ်ပေါ့ psychrometric က the study of air properties ဆိုရင်ပုံမှန်တာပေါ့ air property လေရဲ့ဂုဏ်သတ္တိကိုသူကကျွန်တော်တို့ဒါများသောအားဖြင့်လေ့လာတာပေါ့နော်လေ့လာတာပေါ့ psychrometric chart မှာပါ driver watt but relative humidity humidity ratio ပါမယ် enthalpy specific enthalpy ဒါတွေပါလာမယ်အဲ့တော့သူ့ရဲ့ changing of L value တွေနဲ့ကျွန်တော်ဒီ water vapor pressure တွေကိုကျွန်တော်တို့လေ့လာလို့ရမယ် weather နဲ့ပတ်သက်ပြီးတော့ကျွန်တော် climate နဲ့ပတ်သက်ပြီးကောင်းကောင်းကျွန်တော်တို့တွက်ချက်လို့ရတယ်အဲကြောင့် psychrometric check ကိုကျွန်တော်တို့က process တွေ change တာကိုကျွန်တော်တို့ကြည့်လို့ရတယ်ဘာ process ရှိလဲဆိုတော့8 figure process ရှိတယ် process 8ခုမှာကျွန်တော်တို့ကဘယ်ဘိုင်းမှာလဲ cooling လား heating လားကျွန်တော်တို့ humidification လား dehumidification လားစရှိသဖြင့်ကျွန်တော်တို့သိတယ်အဲ့တော့စပြီးလေ့လာရင် psychrometric check ဆိုတာဘာလဲ psychrometric check ဆိုတာ Greek ဘာသာစကားကနေဆင်းသက်လာတာကျွန်တော်တို့ sucron metron လို့ကျွန်တော်တို့များသောအားဖြင့် Greek ကတော့ပြောတယ်နော် sucron ဆိုတာကကျွန်တော်တို့ cool ပေါ့နော် metron ဆိုတာကတော့ကျွန်တော် measurement ကိုပြောပါတယ်အဲ့တော့ psychrometric ဆိုတာ sucron metron ဆိုတော့ cool measurement အေးတဲ့လေတွေရဲ့ကျွန်တော်တို့တိုက်တာမှုပေါ့နော်ဒီဟာကိုကျွန်တော်တို့ measuring လောက်တာကို psychrometric လို့ကျွန်တော်တို့အဓိကအဖြစ်ပြောပါတယ်အဲ့တော့ဒီမှာ dry bed wet bed dew point relative humidity RH တွေ moisture content ဖြစ်တဲ့ဟာတွေ humidity ratio W value တွေ enthalpy ratio တွေ specific volume တွေကျွန်တော်တို့တိုင်းတာပြီးသိရှိနိုင်တယ်တစ်ခုကိုသိရင်နှစ်ခုကိုသိရင်ပေါ့နော်ဒီ psychrometric chat မှာနှစ်ခုပေါ့ for example dry bed နဲ့ wet bed ကိုသိရင်ကျွန်တော်ကျန်တဲ့ဟာတွေအားလုံးသိနိုင်တယ်ဒီ chat ပေါ်မှာနောက်ထပ်ကျန်တဲ့ကျွန်တော်တို့ဒီ enthalpy ပေါ့ ratio တွေ RH ratio တွေသိရင် enthalpy အပူရဲ့ပမာဏတွေကိုကျွန်တော်တို့သိနိုင်တယ်အဲ့တော့ driver ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ thermometer နဲ့တိုင်းလို့ရတဲ့အပူကိုကျွန်တော်တို့ဖော်ပြတာကို driver လို့ခေါ်တယ် driver temperature လို့ခေါ်တာပေါ့သတင်းစာမှာပြ internet တို့မိုးလေဝသတို့မှာပြောနေတဲ့ဒီနေ့ရန်ကုန်မြို့ဒီဘယ်လောက်ဒီဂရီပူပါတယ်ဘယ်လောက် RH ရှိပါတယ်ဒီလိုပြကြီးညာသွားတယ်အဲ့မှာကျွန်တော်သိရတဲ့ဟာဒီဘာလဲ driver ဆိုတဲ့စကားလုံးဒီနေ့မိုးလေဝသရဲ့ခံမှန်းတဲ့အပူချိန်ကို driver လို့ခေါ်ပါတယ် what but ဆိုတော့ဘာလဲပေါ့ driver တန်ဖိုးပြောရင်တော့ driver ကရေထည့်နိုင်တဲ့ပုံးနဲ့တူတယ်ဗျာနော် driver တန်ဖိုးမြင့်လေးပုံးရွယ်စားကြီးမားလေးဆိုတဲ့သဘောတရားကိုလည်းသတ်မှတ်တယ် what but ဆိုတာရေစွတ်ထားတယ်ခုနက thermometer ပဲအဲ့ thermometer ကိုပဲကျွန်တော်တို့ရေစွတ်ထားတဲ့ဂွန်းစာလေးနဲ့ကျွန်တော်တို့အဲ့မှာ thermometer ရဲ့အောက်မှာပေါ့နော်တော့ထားလိုက်ရင်ကျွန်တော်ဒါ what but ရဲ့ temperature ကိုကောင်းကောင်းသိနိုင်တယ်အကျူပွိုင်ကျွန်တော်နည်း short to the point ကိုကျွန်တော်သွားမယ်ဒါတွေအခြေခံတွေတည်ပြီးသားတွေဖြစ်ကြတဲ့အတွက်ကြောင့်အကျူပွိုင်ဆိုတာတော့ကျွန်တော်တို့နှင်းဖြစ်မှတ်လို့လည်းပြောတယ်တနည်းအားဖြင့်first state of condensation point ပေါ့နော် condensate စဖြစ်တယ်ဆိုတာရေစဖြစ်သွားတယ်ရေကိုးရင်ငွေ့အခန်းထဲမှာရှိတဲ့လေထဲမှာလေထဲကရှိတဲ့ရေကိုးရင်ငွေ့တွေရှိတယ်အဲရေကိုးရင်ငွေ့ပါဝင်မှုနှုန်းပေါ့ရှိနေတဲ့ရေကိုးရင်ငွေ့ပေါ်ကနေ RH 100ဖြစ်တဲ့အချိန်မှာရေပေါ်ကလုံးဝ100%ပေါ့နော် changes ဖြစ်သွားတဲ့ဟာကိုအဲ့ဒါကိုကျွန်တော် dew point လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်အဲ့တော့ RH ကတော့ကျွန်တော်တို့ဒီခန်းထဲမှာရှိတဲ့လေထုထဲမှာရှိတဲ့ရေငွေ့ပါဝင်မှုနှုန်းကိုကျွန်တော်တို့ပြောတာနော်humidity ratio ကြတော့ mass of the water vapor ကိုကျွန်တော်တို့ mass of the dry air နဲ့အခန်းထဲမှာရှိရေကိုးရေငွေ့ပါဝင်ထားတဲ့ရေကိုးရေငွေ့ပမာဏကိုအခန်းထဲမှာရှိလေရဲ့အပူပမာဏနဲ့စထားတာကို humidity ratio လို့ကျွန်တော်တို့ခေါ်တယ်
အန်သက်ဘီပေါ့အန်သက်ဘီဆိုတာရာဝတီတစ်ခုမှာဂိမ်းအောင်နေစစ်စံတစ်ခုကတုံးလောင်ထားတဲ့အပူစွမ်းရင်ဖြစ်တယ်ကျွန်တော်အပူအန်သက်ဘီလို့ပြောတယ်ရာဝတီတစ်တိုင်းမှာအပူရှိတယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာအပူရှိတယ်ဒီဘောပန်လေးထဲမှာအပူရှိတယ်ဒီစာအုပ်လေးထဲမှာအပူရှိမယ်စာရွက်ဒီမှာအပူရှိမယ်ကျွန်တော်ပစ္စည်းတိုင်း every object ပေါ့နော်ရာဝတီပစံပဲဖြစ်ဖြစ်စာအုပ်ကြိုက်တဲ့နေရာကြိုက်တဲ့ပစ္စည်းလာအကုန်လုံးမှာအပူရှိတယ်ဂိမ်းအောင်နေတဲ့အပူပမာဏကိုအန်သက်ဘီလို့ခေါ်တယ်အဲ့တော့ specific volume ဆိုတာကကျွန်တော်ဒီအခန်းထဲမှာရှိတဲ့လေရဲ့ကျွန်တော်တို့ဘယ်လိုပြော dry air ပေါ့နော် dry air မှာရှိတဲ့1 unit ပေါ့1 unit ဒုတဲ့ဘယ်လောက်ညီမျှတယ်လဲဆိုတာကိုဖော်ပြတာကိုကျွန်တော်တို့က specific volume လို့ပြောတယ်။ဒါ specific enthalpy specific volume ကိုပုံမှန်ဆိုရင်ကျွန်တော်ကြည့်ရမယ်။ဆရာတို့မြင်ရတဲ့အတိုင်းကျွန်တော်ဒီမြင်းဆောင်ဆောင်လေးနဲ့ကျွန်တော်ဆွဲပြထားပါတယ်။အဲ့ဒါ specific volume line မှာpsychrometric check ကိုကြည့်ရင် static point ဆိုတာရှိမယ်။ cooling dew point ဒီဘက် dew point ဒီဘက်တန်ဖို့လည်းဖတ်လို့ရတယ် humidification အပေါ်တက်သွားတယ် saturation point ဒါတွေကျွန်တော်ဖတ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဒါတွေကကျွန်တော်တို့အကူအကားအနေနဲ့ဇေယျကောင်းထညွန့်ရဲ့ဟိုကနေကျွန်တော်တို့ဒါreference လောက်ထားတာပါเนาะ reference လောက်ထားတာပေါ့ဆိုတော့ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ထပ်ကြည့်လိုက်အောင်နောက်တစ်ခုเนาะဒီမှာဆရာတို့အားလုံးမြင်ရလိုက်တာ psychrometric chat ဖြစ်ပါတယ်ဒီ chat ပေါ်မှာကျွန်တော်က properties တွေကိုကျွန်တော် point လေးကို locating point လေးပြောင်းလိုက်တာနဲ့ဘယ်ဘက်ပေါ်ဆုံးမှာဘယ်ဘက်တောင်မှာမြင်နေရတဲ့ dry bed wet bed RH ရဲ့ value တွေပြောင်းသွားပါတယ်မပြောင်းသွားပါတယ်ဒါကိုကျွန်တော်တို့ကpsychrometric chat ပေါ်ကနေကျွန်တော်လေ့လာလို့ရတယ်ကြည့်လို့ရတယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်တို့ဒီ psychometry နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာတွေကိုအသေးစိတ်လေ့လာနိုင်တယ်လဲဒါတွေကျွန်တော်တို့ကသိထားဖို့လိုတယ်ပေါ့နော်ဘာတွေကအရေးကြီးလဲကျွန်တော်တို့အတွက်ဒီလက်ရှိအပိုင်းနဲ့ပတ်သက်ပြီးကျွန်တော် psychometric ကိုဘယ်လိုမျိုးတွက်မှာလဲဆိုတာကိုကျွန်တော်တို့ကြည့်လို့ရတာပေါ့နော်ဆိုတော့for example ပေါ့နော်ကျွန်တော်ဥပမာအားဖြင့်ကျွန်တော်ကဆရာတို့ကိုနမူနာအားဖြင့်ကျွန်တော်ပြပြပါမယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကချက်ကြည့်လိုက်ပါနော်မြင်လာတော့မြင်အောင်ခံတယ်နော်ဒီကဆက်မြင်လာပြီဟုတ်ပြီအဲ့တော့ okay ဒါ psychometric chat ဖြစ်မယ်နော် psychometric chat ဖြစ်မယ်အဲ့ psychometric chat မှာခုနပြောဒီတန်မိုးလေးတွေအောက်မှာပြထားတဲ့ဒါလေးတွေဒီဒါလဲဆို dry bed တန်မိုးဖြစ်ပါတယ်ဒီမှာရှိနေမဲ့တန်မိုးလေးတွေဒီ wet bed တန်မိုးဖြစ်ပါတယ်သူနဲ့အပြိုင်ဒီမှာရှိနေတဲ့တန်မိုးတွေကို enthalpy ENTH လို့ပြော enthalpy H တန်ဖိုးဖြစ်ပါတယ်သူ့မှာဒီလိုမြင်းခွေးလေးတွေနဲ့တွားလိုက်မယ်ဒါကိုကျွန်တော်တို့က RH ရဲ့ percent လို့ခေါ်ပါတယ်ဒီကောင်ကတော့100% saturated ပေါ့ဒီကောင်ကတော့ဟိုမှာ90% RH ပေါ့နော် RH 50% ပေါ့နော်ဒါလေးကျွန်တော်တို့က RH ရဲ့တန်ဖိုးတွေကျွန်တော်တို့ဖတ်နိုင်တယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါဒီ dew point ရဲ့တန်ဖိုးတွေကျွန်တော်တို့ဒါ dew point ရဲ့တန်ဖိုးတွေဒီဘက်မှာဖတ်လို့ရတယ်အဲဒီဘက်မှာဘေးမှာဆိုရင်သူ့ရဲ့ dew point ရဲ့ဘေးမှာဘာရှိလဲဆိုရင် W တန်ဖိုးကိုကျွန်တော်တို့ဒါ humidity ratio တန်ဖိုးတွေဖတ်လို့ရတယ်အဲ့တော့ဒီ psychrometric check ပေါ်မှာကျွန်တော်တို့ကတန်ဖိုးတစ်ခုသိရင် dry bed ရဲ့အခန်းလူချင်းကိုကျွန်တော်သိရမယ်ညုံဆုံးdry bed for example ကျွန်တော်28 degree Celsius ပေါ့နော်28 degree Celsius မှာ dry bed ရှိရဆိုရင် wet bed ကဘယ်လောက်လဲ wet bed က23 degree Celsius ဆိုကြပါ23 degree Celsius မှာ RH ဘယ်လောက်လဲကျွန်တော်တို့ရှာ RH ဘယ်လောက်လဲရှာပြီးတော့ရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ဒီက humidity ratio နဲ့ dew point တန်ဖိုးသိမယ်ပြီးတော့ကျွန်တော် specific volume တွေ line တွေတန်ဖိုးတွေသိမယ်ဒါက psychrometric check ရဲ့ basis properties ပေါ့နော်အဲ့တော့နောက်တစ်ခုပြန်ကျွန်တော်ဖြတ်လိုက်မယ် psychrometric check ဒီအဓိကအဖြစ် eight figure process ကိုကျွန်တော်ရှာတယ်ခုန locating point တစ်ခုချလိုက်လို့ကျွန်တော်ဒီမျိုးသတ်မှတ်လိုက်မယ်ပေါ့နော် sorry ဆွဲလိုက်မယ်နော် psychrometric check ပုံမှာပေါ့နော်ကျွန်တော်တို့က point တစ်ခုတီးလိုက်တယ် point ရဲ့ကျွန်တော်တို့ကအပေါ်နဲ့အောက်နဲ့နော်ဘယ်နဲ့ညာနဲ့ပေါ့တို့နှစ်ခုပါမယ်ဒီဘက်ကိုလာရင်ကျွန်တော်တို့ cooling process ဖြစ်ပါတယ် cooling process ဖြစ်ပါတယ်ဒီဘက်ကိုသွားရင် heating process ဖြစ်ပါတယ် heating process အပေါ်တက်သွားရင် humidification ဖြစ်ပါတယ်အောက်ကိုဆင်းသွားရင် dehumidification ပေါ့နော် dehumidification process ဖြစ်ပါတယ် so process က
humidity heating ရှိမယ် cooling ရှိမယ် dehumidification ရှိမယ်humidification ရှိမယ် so that ကျွန်တော်ဒီမှာကျွန်တော်နည်းနည်းလေးပြန်ပြင်လိုက်ဘာလဲဆိုတော့တော့ဒီဘက်မှာဒီဘက်ကိုသွားရင်ဒီနားလေးမှာရှိမယ်ဆို process ကဒါဆိုရင် central cooling နဲ့ dehumidification process များသောအားဖြင့် aircon စနစ်တွေမှာ aircon တွေမှာ cooling အတွက်သုံးရင် cooling and dehumidifying sorry အကယ်လို့ heating ကိုသုံးတယ်ဆိုရင် heating and humidification ဖြစ်သွားတယ် heating process ကိုသွားတယ်များသောအားဖြင့်ဒီ system မှာသုံးတာတချို့ကျွန်တော်ဒီနွားမွေးတဲ့ channel နဲ့သုံးတယ်ဆိုရင် cooling and humidification ကိုသုံးတယ်အဲ့ဒါဆိုရင် evaporative cooling လို့လည်းပြောကြတယ် evaporative cooling process ပေါ့ဒီမှာဆို heating and humidifying process တွေရှိမတူဘူးပေါ့ဒီ process တွေနဲ့တူကျွန်တော်တို့ကမတူညီတာကိုတွေ့ရလိမ့်မယ်ဒီ process တွေပြောင်းသွားတာတွေကျွန်တော်တို့ကလေ့လာလို့ရတယ်ဒီမှာဆိုရင်ကျွန်တော် psychrometric channel ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်လို့ရတယ်ဘာတွေပြောင်းလဲလဲဘာတွေမတူဘူးလဲကျွန်တော်သိနိုင်တယ်အဲ့တော့ okay ကျွန်တော်ဒီမှာဆိုရင် process ခုတွေတစ်ခုချင်းစီကျွန်တော်တို့သိသွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်မှာအာစပြီးကျွန်တော်တို့ဒီ point ကိုချလိုက်မယ်အဲ့ဒီ point ပေါ့နော် point တစ်ခုကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးသွားရင်အဲ့ point မှာကျွန်တော်တို့ရှိတဲ့အမှတ်တစ်ခုကျွန်တော်ကပေးလိုက်မယ် new one ပေါ့ new one မှာ OA လို့ကျွန်တော် outside air လို့ကျွန်တော်သတ်မှတ်လိုက်မယ် outside air မှာကျွန်တော်လက်ရှိသုံးထားတဲ့ဒီ chat ဒီ SI unit နဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့် SI chat ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာပြောင်းရမှာပေါ့နော်တစ်ခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်ပြောင်းရမယ့်ဟာဒီခဏလေးနော်သူ stop share လုပ်လိုက်မယ်ကျွန်တော်ပြောင်းရမယ့်ဟာလေးတစ်ခုရှိတယ်ပြောင်းရမယ့်ဟာလေးကိုပြန်ကြည့်မယ်ဆိုရင်ခဏက chat ပုံမှာကျွန်တော်ဆွဲမယ်ပေါ့ဆွဲမယ်ဆိုရင်အရင်ဥဆုံးကျွန်တော်တို့ကဒီမှာ outside air ကိုပေးရတယ်ပေးပြီးသွားရင် outside air မှာဘယ်လောက်ထိသူဒီမှာဆိုရင် kg per minute နဲ့ပေါ့နော်အဲဆိုကျွန်တော်ရဲ့ reference အရာကျွန်တော် point ကိုကျွန်တော်ဒီစာထဲမှာလည်းပါပါတယ်နော်ဒီမှာကျွန်တော်တို့က point ကိုကျွန်တော်ရှာဖတ်လိုက်မယ်သူ့ရဲ့ process တွေကိုကျွန်တော်တွေ့လာပြီ process တွေ point နော်အဲ့မှာ outside air ကိုကျွန်တော်က24 degree Celsius ပေးပြီးတော့ private temperature flow ကိုကျွန်တော်တို့503.00 sorry air flow ပေါ့နော်503.00ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ် outside air process ပေါ့သူ့ရဲ့ driver temperature ဒီ is around about 24 degree Celsius ရှိမယ်သူ့ရဲ့ driver temperature ပေါ့နော် driver ဒီ24 degree sorry 24 degree ရှိမယ် watt pad ကကျွန်တော်ထားလိုက်ပါ watt pad ကိုကျွန်တော်မသိဘူး RH ကိုသိတယ် RH က90ရာခိုင်နှုန်းရှိတယ်ပေါ့နော် outside ဒီကျွန်တော်တို့90ရာခိုင်နှုန်းရှိတယ်ဆိုရင်ဒီမှာကျွန်တော်တို့ outside air လို့မပေးဘူး sorry room လို့ပေးလိုက်တာအခန်းပေါ့နော်အခန်းမှာရှိတယ်ပြီးတော့ကျွန်တော် apply ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ် apply ကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရလာတဲ့သူ့ရဲ့ point ရဲ့ process ကိုဒီမှာတစ် point ချလာပြီတွေ့လာမသိနော်ဒါလုတ်တဲ့လုတ်ပုံလုံးနည်းလေးedit point ထပ်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ RA ပေါ့နော် return air ပေါ့ RA ဆို return air ကိုပြောတာပါအဲ့မှာကျွန်တော်တို့က return air ရဲ့ဘယ်လိုပြောလဲ air flow rate က358လောက်ရှိတယ်ပေါ့နော်358လောက်ရှိတယ်ပေါ့အဲ့မှာကျွန်တော်တို့သူ့ရဲ့ driver temperature ကိုကျွန်တော်တို့က return air ကိုပြောင်းမယ်driver temperature ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်26 degree Celsius ရှိမယ်ကျွန်တော်တို့ဒီ website ရဲ့တန်ဖိုးက19.9လောက်ရှိတယ်ဒါတိုက်ရမှာနော်တကယ်တော့တိုက်ရမယ်19.9 apply နှိပ်လိုက်မယ်ဆိုရင် apply နှိပ်လိုက်မယ်ဆိုရင်သူ့မှာပြောင်းလဲသွားတာလေးကိုဒီမှာတစ်ချက်ကြည့်နော် apply နှိပ်လိုက်ရင်ကျွန်တော်တို့ကပြောင်းလဲသွားတယ်မှာ point နှစ်ခုကြာလာပြီတွေ့လားမသိဒီ process ရဲ့ပုံမှာပေါ့နော် room air နဲ့ return air နဲ့ point နှစ်ခုဒီ chart ပုံမှာကျွန်တော်တို့ကြာလာတာကိုတွေ့ရလိမ့်မယ်နော်အဲ့မှာကျွန်တော်တို့နောက်တစ်ခုပြန်ပြီးခုနကလည်းကျွန်တော် point တွေထပ်ပြီးတော့ allocated point တွေကျွန်တော်ထပ်ပြီးဖို့လိုလာတယ်လိုလာတော့ဒါတွေကကျွန်တော်တို့ထပ်ပြီးရမယ် edit point ကိုသွားမယ် outside air ပေါ့နော် OA ပေါ့ just OA ကဘယ်လောက်ရှိမလဲဆိုရင် driver temperature က35လောက်ရှိတယ်vapor temperature ဒီ30.9ပေါ့နော်30.9 31ပဲထားပါအဲ့မှာရှိမယ်ရှိပြီးတော့သူ့ရဲ့ air flow rate ပေါ့ air flow rate ဒီ145.4လောက်ရှိတယ်4လောက်ရှိတယ်အဲ့ဒါကို apply ပေးလိုက်မယ်ဆိုရင်ဟိုမှာ psychrometric chat ပေါ်မှာလည်းသူကတစ်စိတ်တစ်ပိုင်းအနေနဲ့ပြောင်းလဲသွားမယ်เนาะokay anyway အဲ့တော့ကျွန်တော်ဒီမှာလက်ရှိပြထားတဲ့အတိုင်းပဲကျွန်တော်တို့က outside ရှိမယ်ပြီးသွားရင်သူကကျွန်တော်တို့ထပ်
point တစ်ခုထပ်ပြီးမယ်မြင်မလားတော့မသိနော်အဲ့တော့ကကျွန်တော်တို့ဒီမှာကြည့်လိုက်ပါအော်ဒီမှာနော် outside air လေးပေါ်လာပြီနော် outside air ပေါ်လာပြီဒါ point ထပ်ထွက်လာတာပေါ့နော်နောက်တစ်ပိုင်းကျွန်တော်တို့ missing air ပေါ့ air missing လောက်ပေါ့နော်လေကိုရောမယ်လေကိုရောနေမှာ missing air မှာကျွန်တော်တို့ air flow ပေးကြရမလို့သူ့သူ auto သွားလိမ့်မယ်28.6 degree Celsius နဲ့ dry bed ကို wet bed ကို22.313လောက်313လောက်ရှိရပါဆိုကြပါအဲ့အချိန်တွေမှာကျွန်တော်တို့က apply မလုပ်သေးဘူး process ကိုတွားပြီးကျွန်တော်တို့က air mixing ဖြစ်လို့ missing air လို့ကျွန်တော်တို့ရေးပေးရတယ်ရေးပေးပြီးတော့ဘာနဲ့သူကချိန်ပါလဲ return air နဲ့ outside air နဲ့တွေ့တဲ့အခြေအနေကိုဒါ mixing air လို့ခေါ်တယ်အဲ့မှာသူ့ရဲ့ air flow က automatically 503ပြန်ဖြစ်သွားတယ် because of why ကျွန်တော်တို့ room A နဲ့ room A မှာရှိအခန်းထဲမှာရှိတဲ့ air flow ဆိုတာကတကယ်တော့ missing air ရဲ့ air flow ပဲ missing air air flow ဆိုတာဒီခန်းထဲမှာရှိတဲ့ air flow ပဲเนาะဆိုတော့အဲ့ missing air air flow ဘယ်ရလဲဆိုတော့ outside air air flow rate ကိုတွက်တယ် return air air flow rate ကိုတွက်တယ်အဲ့နှစ်ခုကိုကျွန်တော်ပေါင်းလိုက်ရင် 100% missing air flow rate ရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင် allocated point ရဲ့ဒီ psychrometric check ကိုပြန်ပြီးတော့ကြည့်ပါကျွန်တော်ဘာဖြစ်သွားလဲတော့ missing air outside air နဲ့ return air နဲ့တွားပြီးချိန်တယ်เนาะချိန်သွားတယ်ကျွန်တော်နောက်ထပ် point တွေထပ်ပေးဖို့လိုလာပြီpoint ထပ်ပေးဖို့လိုဘာ point တွေပေးရမှာလဲ okay ကျွန်တော်တို့လာမှာ cooling coil process ဖြစ်တဲ့အတွက်ကြောင့် cooling coil ကိုရွေးမယ် okay and ဒီ air flow တွေကျွန်တော်ပြောင်းစရာမလိုတော့ဘူးအဲ့မှာ cooling coil process ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က connect state point လောက်ရမယ်ဘာနဲ့ stated point ကိုကျွန်တော်တို့အချိတ်ပြီးမှလဲဆိုရင် connect state point with the RA နဲ့ချိန်ပါနော် return A နဲ့ cooling coil ကိုချိန်ပြရမယ် cooling coil ကဘယ်လောက်ရှိလဲဆိုတော့ 11.7ရှိမယ် RH 100ဖြစ်တဲ့အတွက်ကြောင့် cooling coil နဲ့မှာ dew point ဒီလုံးဝ 11.7 ပဲဖြစ်နေမှာအဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာထပ်ချိန်ပေးလိုက်တယ် point တစ်ခု CC ထပ်ထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ပြန်ကြည့်ပါဒီကျမျိုးနဲ့ psychrometric check ကိုတစ်ချက်ပြန်ကြည့်ပါဟုတ်ပြီဒီတိုင်းလေးဖြစ်လာပြီပေါ့ကပြီးပြီလားမပြီးသေးဘူး apparatus dew point နဲ့ကျွန်တော်တို့ဒီ supply air ရဲ့ point ကျန်သေးတယ်เนาะအဲ့တော့ supply air ကိုကျွန်တော်တို့ထပ်ပေးရမယ် supply air ပြီးတော့ added new point ပေါ့နော် point မှာကျွန်တော်တို့က supply air ဖြစ်တော့ SA လို့ကျွန်တော်သတ်မှတ်လိုက်မယ်သူကကြတော့ supply air ဆိုတော့ cooling coil ရဲ့သူက cooling coil process ကိုသွားမှာအေးပြီးတဲ့နေရာကနေเนาะ on coil off coil သဘောရဆိုရင် cooling coil process ကိုသွားမှာဖြစ်တဲ့အတွက်သူကဘယ်ကလာမှာလဲလေက supply air က missing air ကသဘောတရားကိုပြောတာเนาะဒါကျွန်တော်တို့ကဒီမှာကြည့်လိုက်ဒီပုံကြည့်လိုက်ရင်သိတယ်ဒီပုံကြည့်လိုက်ရင်သိတယ်နောက်တစ်ခါ on coil off coil ရှိမယ် on coil နဲ့ off coil နဲ့ရှိမယ် mixing air ဒီ on coil supply air ဒီ off coil okay understand so ဒီမှာချိတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က missing air ကနေ supply air ကိုချိန်မယ် supply air လေဘယ်လောက်ထွက်လဲတကယ်အတိအကျတော့သိအောင်တိုင်းမှရမယ်14 degree လောက်ထွက်တယ်ဟို dry bed အနေနဲ့ပေါ့နော်သူ14 degree ကိုမှကျွန်တော်တို့ RH ဘယ်လောက်ရလဲ wet bed ဘယ်လောက်ရလဲတိုင်းကြည့်တော့12.65လောက်653ပေါ့နော်ဒါ wet bed ရဲ့ temperature ရတယ်အခုန state point ရပြီဆို apply ထပ်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အချိန်မှာပြီး update ဂျူpoint ပြီးမှရှာမယ်နော်အဲ့တော့လက်ရှိမှာကျွန်တော်တို့ဒီpsychrometric check မှာပြန်ကြည့်ရင်ကျွန်တော်ပုံလေးရဒီပုံလေးဖြစ်သွားပြီရမလားမသိနော်အဲ့မှာကျွန်တော်တို့ဗာကြံလဲဆိုတော့ apparatus dew point တစ် point ထပ်ပြီးထည့်ဖို့ကြံတဲ့အတွက်ကြောင့် apparatus dew point ကိုထပ်ထည့်မယ် add point လုပ်မယ် ADB ပေါ့နော် ADB ဆို apparatus dew point ပေါ့နော် dew point apparatus ဘယ်လောက်ရှိတယ်လဲပေါ့ dew point မှာ73 degree လောက်ရှိပါတယ်ဒါ design အရာပေါ့နော်ဟိုကောင်ကပြန်ကြည့်လေသူက supply air ကကျွန်တော်14 degree ရထားတယ်โอเคနော် supply air မှာ14 degree ရထားတယ်ဟိုကောင်က1 degree လောက်ကျွန်တော် short ပြီးထားတာပေါ့နော်ဒီသဘောတရားကိုအဲ့တော့ web pack ရဲ့အချိန်မှာ12.2လောက်ရှိတယ်12.2လောက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့က apply နှိပ်လိုက်ဆိုရင်လက်ရှိပေါ့နော်ဒီမှာပေါ့ကျွန်တော်မြင်ရမယ် updated dew point နဲ့တွေ့သွားမယ်ကျွန်တော်ဒီမှာပုံရဲ့သဘောရကျွန်တော်ကြည့်ရင်အဲ့ဒီလိုလေးမြင်သွားပြီဒါဆိုရင်ဒါကျွန်တော်တို့ဒီ system တစ်ခုလုံးကိုပြန်ပြီးတော့ဟို pick it up ပြန်လုပ်လို့ရသွားပြီအဲ့တော့နောက်ဆုံးတစ်ခုရှင်းပြချင်တာပါလဲလို့ပြောရင်ကျွန်တော်တို့အနေနဲ့ဒီပုံစံလေးရလာတော့ကျွန်တော်တို့က okay anyway stop share လုပ်လိုက်မယ်နော်
အော်ဒီမှာဆိုမြင်ရပြီနော် clear ဖြစ်သွားလားမသိအဲ့တော့ဒီမှာဆိုကျွန်တော်တို့ကပုံကြည့်ရင် return air ရှိမယ် room air ရှိတာ print ထုတ်လိုက်တာနော် missing air outside air သူရဲ့ updated dew point တွေ cooling point ရဲ့ supply on point off point တွေနော်သူရဲ့ term တွေရပြီသူကိုကျွန်တော်တို့ကဒီကြည့်ရင်ခုနကကျွန်တော်တို့ထည့်ထားတဲ့ data ကတော့ဒီမှာရှိမယ်နော်ဒါ data တွေနော် data တွေရှိပြီဒါ system တစ်ခုလုံးပေါ့နော်ဆိုတော့AHU ရဲ့ air handling unit က process တစ်ခုလုံးကိုဒီချာကြည့်ရင် outside air ကနေကျွန်တော်တို့ return air ကြားထဲမှာ missing air ချိန်ထားတယ် connected point missing air ကနေ supply air ကိုလာတယ် apparatus dew point နဲ့ cooling point process နဲ့အဲ့မှာဘာရှိတာ enthalpy term လို့ရတာလေ enthalpy R ရဲ့ enthalpy ကျွန်တော် supply ရဲ့ enthalpy missing ရဲ့ enthalpy ဒီကျွန်တော်တို့ခြားနားချက်တွေကျွန်တော်တို့ရှာမှရမယ်အဲ့တော့ delta H လို့ခေါ်တာပေါ့နော် delta H on point နဲ့ off point နဲ့ပေါ့နော် off point က supply ရဲ့ကိုပြောတာပေါ့အဲ့တော့ဒီပုံစံ system အတိုင်းရပြီဆိုရင်ဒါ system တစ်ခုလုံးကိုကျွန်တော်တို့ကကောင်းကောင်း clear up လုပ်လို့ရပြီတွက်ကဘာတွေတွက်လဲဘယ်လိုတွက်မလဲဆိုတော့ဒါ system နဲ့ပတ်သက်တဲ့ data တွေကိုကျွန်တော်တို့ဒါ data heap ရော successive heap လောက်နဲ့ကျွန်တော်တို့တစ်ခုချင်းစီတွက်သွားရမယ်တွက်သွားတဲ့အပိုင်းတွေကိုကျွန်တော်နောက်ရက်မှပဲထပ်ပြီးတော့ရှင်းပြပေးမယ်နော်ဘယ်လိုတွက်လဲဆိုတာကိုဆက်ပြီးရှင်းပြပေးမယ် supply တွေဒီ air flow rate တွေတွက်တဲ့ဟာ mixing air temperature တွေဘယ်လိုရှာလဲပေါ့နော်ဒါမှဆိုရင်အကြမ်းမြင်ပြောရရင် return A က return A ကဒီမှာလာတယ်ဘလောက် kg per minute air flow လာတယ် outside air က kg per minute air flow rate ဘလောက် CFM ပေါ့နော် CMH ပေါ့တူတူပေါ့အဲ့မှာဆိုရင် air mixing ကဘလောက်ဖြစ်မလဲair mixing ဘလောက်ဖြစ်မလဲဒီမှာဆိုရင်သူ့ရဲ့ return air CMH ကဘလောက်ရှိရင်outside air CMH ဘလောက်ရှိရင်ကျွန်တော်ဒီ air mixing ရဲ့ temperature ဘလောက်ရှိပြီးတော့ဒီ CMH ဘလောက်ရှိရမလဲဒါတွေကိုကျွန်တော်တို့သိစိတွက်ယူရတယ်ဒီမှာတွက်တဲ့ချိန်မှာခုနက one off မှာတွက်လိုက်တဲ့ချိန်မှာနောက်ဆုံးတော့နော် coil load ကိုခေါ်တာ coil load ဆိုတာဒီ system တစ်ခုလုံးရဲ့ဒီ enthalpy ရဲ့ coil load ကိုပြောလို့ရင် formula ရ 4.5 နဲ့ CFN နဲ့မြောက်ပြီး delta H နဲ့သူရတဲ့အဖြေတွေနဲ့ရှားရင်ဒီကောင်လေးဘယ်နှတန်ရှိတဲ့ aircon နဲ့ဒီဘယ်နှဘလောက်ရှိတဲ့စနစ်လဲဆိုကျွန်တော်တို့ကောင်းကောင်းသိရတယ် mixing air ကိုခုနကတွက်သွားရင် temperature value ကိုပြီးတယ်ဒါဒီကျွန်တော်တို့ဒီစစ်စံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လောက်ကြတဲ့သဘောတရားပါ။ Okay အဲ့တော့ဒီနေ့ရှင်းပြတာလေးကိုအားလုံးပဲနားလည်မယ်လို့ပြောနေတယ်။ကျွန်တော်တို့ဒါအကြံဉာဏ်လေးကျွန်တော်ရှင်းပြတာ psychometric မှာတောင်းလို့ဆိုရင် refrigeration တွေ aircon တွေနဲ့ပတ်သက်ပြီးတော့ဒီစနစ်တွေကိုသိထားတဲ့နေရာမှာကျွန်တော်ပြောရင်ဒီမှာဆိုရင်ကျွန်တော်တို့ process တွေနော် figuring out the process တွေကျွန်တော်လေ့လာတဲ့နေရာမှာအများကြီးဆုံးတယ်။ကြည့်ရ system တခုလုံးကိုကျွန်တော်တွက်ချက်လို့ရတယ်ဒါတွက်ချက်ပြီးသားတွေကျွန်တော်တို့ဒါပြထားတာပေါ့နော်ဘယ်လိုလာအောင်ဒါတွက်ချက်ထားတာဒီပေါ့နော်ဘယ်လိုပြတ်မှာဆိုတော့ကျွန်တော်နောက်ရကျွန်တော်ဆက်ပြီးတော့ရှင်းပြပါမယ်စီစီတင်ပါလားလို့